ကဲအားလုံးပဲမင်္ဂလာပါတူရီမိုမိုမှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့17ရက်နေ့8လပိုင်း2026အင်္ဂါနေ့မနေ့ညမိုမိုထပ်မံပောက်ကွက်လေးတွေပြန်လဲချပြပေးသွားမှာဖြစ်ပါတယ်เนาะကဲအားလုံးပဲအမျိုးတို့ရေမနေ့ကပါဝါပေါ့နော်မနေ့ပိုင်းမှာ2ခွန်ညနေပိုင်းမှာ16တဲ့အမျိုးတို့ရေအားလုံးပေါက်ကြတယ်နော်မနေ့ပိုင်းမှာမန်ပါဝင်ဖွဲ့ဝင်မိတ်ဆွေတွေများအားလုံးအတွက်ကိုမိုမိုအကောင်းဆုံးလုံးပိုင်စုပြီးတော့ရွေးချယ်ပေးထားခဲ့တဲ့ခွန်နှစ်တစ်လုံးနဲ့နော်အပီးထွက်သွားတော့ကန်ခေသွားတာပေါ့နော်ပောက်ကွက်မှာတော့အောင်မြင်မှုမရှိခဲ့ဘူးပေါ့နော်လုံးပိုင်မှာတော့အပီးထွက်သွားခဲ့တာပေါ့နော်ကဲမိုမို YouTube မှာတင်ထားတယ်6တက်မှာပောက်ကွက်အောင်မြင်မှုတွေရရှိခဲ့တယ်เนาะတနေကုန်ကီးနဲ့အပီးမှာလည်းအပီးထွက်သွားခဲ့တယ်เนาะကဲအားလုံးပဲဒီနေ့အင်္ဂါနေ့မှာအကောင်းဆုံးထပ်မံပြန်လဲစူးစမ်းပေးမှာပါเนาะ17ရက်နေ့8လပိုင်း2026အင်္ဂါနေ့မနက်ညမိုမိုထပ်မံပောက်ကွက်လေးတွေပြန်လဲချပြပေးသွားမှာဖြစ်ပါတယ်မိုမိုရဲ့ပောက်ကွက်လေးမရယူခင်လေးမှာထုံးစံနိုင်ပဲတူရီ channel လေးကို subscribe နှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်တစ်တွေတင်တိုင်းတွေ့ရှိရအောင်လို့ subscribe ပေးနာကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်တစ်တွေတင်တိုင်းမြဲလို့အားပေးနေတဲ့တူရီဝတနာရှင်ကြီးကိုမောင်နှမများအားလုံးကိုလည်းတယောက်ချင်းစီကိုထူပဲကျေးဇူးတင်ပါတယ်လို့ထပ်မံပြောချင်ပါတယ်ရှင်အဲအားလုံးပဲမမိုးရဲ့ပောက်ကွက်များဘာတွေဆက်ဖြစ်မှာလဲဆိုတာအတူတူလိုက်ပြီးကြည့်ကြရအောင်เนาะအကောင်းဆုံးစူးစမ်းပေးထားတာဖြစ်တဲ့အတွက်ထပ်မံအောင်မြင်မယ်လို့ယုံကြည်ထားပါတယ်အောင်မြင်ပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးပါတယ်เนาะမနေ့ကလို့အခွေကနန်းမှာလည်းအောင်မြင်သလိုပောက်ကွက်မှာလည်းအောင်မြင်တဲ့အတွက်ဒီနေ့လည်းထပ်မံအောင်မြင်ပါစေเนาะတနင်္လာနေ့မှာမန်ပါဝင်တဲ့မိတ်ဆွေတွေပေါ့နော်နောက်ပြီးတော့မန်ပါဝင်တဲ့မိတ်ဆွေတွေရောမိုမိုကိုဆက်သွယ်လို့မရတဲ့မိတ်ဆွေတွေရောအားလုံးတောင်းပန်ပါတယ်နော်မိုမိုလိုင်းမရတဲ့နေရာကိုရောက်နေတဲ့အတွက်ကြောင့်မို့လို့လိုင်းမရတဲ့နေရာရောက်နေတဲ့အတွက်ကြောင့်မို့လို့မကန်ပြပါနော်တချို့ကြတော့ဖုန်း10ခါလောက်ထိဆက်ထားတဲ့မိတ်ဆွေတွေလည်းရှိတယ်မန်ပါအဟောင်းတွေလည်းမိုမိုကို4-5ခါဆက်ထားတဲ့မိတ်ဆွေတွေလည်းရှိတယ်ဖုန်းနံပါတ်မှာတော့ message ခေါ်ထဲမှာဝင်ပြီးတော့လုံးဝဖုန်းနံပါတ်နေရာမှာမပေါ်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ line မရှိတဲ့နေရာကိုရောက်နေတယ်မိုမိုနာရေးကိစ္စနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သတင်းလာနေ့မှာမန်ပါဝင်ဖို့ဆက်သွယ်တဲ့မိတ်ဆွေတွေရောမန်ပါဖို့တွင်းထားတဲ့မိတ်ဆွေတွေရောအားလုံးပေါ့နော်။အားလုံးတောင်းပန်ပါတယ်နော်။ဖုန်းမကင်တာမဟုတ်ပါဘူး။အဲ့ဒီလိုမျိုးအခက်ခဲလေး line မရတဲ့နေရာမှာအခက်ခဲလေးဖြစ်သွားလို့မကင်ဖြစ်တာအားလုံးနားလည်ပေးကြပါနော်။အဲအားလုံးပဲဒီနေ့မိုမိုရဲ့ပောက်ကွက်မှာ3ခွန်4တက်5ခွန်5 3ရ8ခွန်8 3ရ5နှစ်4 3 8နှစ်3နှစ်4 8 30အပူးကြိုက်တဲ့မိတ်ဆွေများ3ည3ညနဲ့5 5နှစ်ကွက်ထည့်ကစားနိုင်ပါတယ်နော်။ကဲအားလုံးပဲမိုမိုရဲ့ပောက်ကွက်များမိုမိုနဲ့ကြိုက်ချင်းတူတဲ့မိတ်ဆွေများကစားနိုင်သလိုကြိုက်ချင်းမတူတဲ့မိတ်ဆွေတွေအတွက်ကတော့ကိုယ်စိတ်တိုင်းကြရွေးချယ်ကစားလို့ရသလိုကြော်သွားလို့လည်းရပါတယ်ကြိုက်မှကစားပါမကြိုက်ရင်လည်းကြော်သွားပါနော်ကဲအားလုံးပဲမနေ့တော့ကနေကုန်ကြီးနဲ့ပြီးမှ
6မှာ6တက်မှာပေါ့နော်အောင်မြင်မှုအပြီးထွက်သွားခဲ့တယ်ဒီနေ့ရောမမိုးရဲ့နေကုန်ကီးနဲ့အပြီးမှာအကောင်းဆုံးထပ်မှန်စူးစမ်းပေးထားပါတယ်နော်ကဲအားလုံးပဲနေကုန်ကီးနဲ့အပြီးမှာ300 2 3 5 8နော်ကီးနဲ့ပြီးမှာ300 2 3 5 8ကီးနဲ့ပြီးဖြစ်တဲ့အတွက်လိုအပ်ရင်3ပါမလိုအပ်ရင်ကြော်သွားပါနော်ကဲအားလုံးပဲမမိုးရဲ့ပေါက်ကွက်မှာတော့အားလုံးတနေကုန်စာပါနော်တနေကုန်စာတင်ထားတယ်နောက်ပတ်ကြမှာမမိုးဒီဘက်မှာလည်းနာရေးကိစ္စနဲ့ရှုပ်နေတဲ့အတွက်ကြောင့်မို့လို့ကနန်းကိုတနေကုန်စာတင်ထားတာပေါ့နော်နောက်ပတ်ကြရင်မမိုးအကောင်းဆုံးထိတ်စီဝမ်းချင်းတွေဆက်လက်ပြီးစူးစမ်းပေးသွားမှာဖြစ်တယ်เนาะအခုတော့တနေကုန်စာလေးပြင်မဲ့လည်းမနေ့ကတနေကုန်စာမှာ6တက်မှာပောက်ကွက်အောင်မြင်ခဲ့တယ်เนาะကဲအားလုံးပဲဒီနေ့လည်းထပ်မံကံကောင်းကြပါစေလို့မမိုးဘက်ကစုမိုးကောင်းတောင်းရင်အားလုံးကံကောင်းကြပါစေရှင်